black coin က AC ထွက်တာလား DC ထွက်တာလားဆိုတော့အခုကျွန်တော်ထပ်ပြီးတော့ဆွေးနွေးမယ်ပေါ့နော်အရင်လည်းဒီသင်ခန်းစာပြီးသားပေါ့နော်ကျွန်တော်ရှေ့မှာသင်ခဲ့သလိုပဲ black coin ကကျွန်တော်တို့ primary တွဲဖို့ပေးရင်12000လောက်ထိသွားတယ်1000လောက်ထိသွားတယ်ပေါ့နော်အဝင်တွဲဖို့ပေးရင်ကျွန်တော်တို့အထွက်ကို1000လောက်ထိသွားနိုင်တယ်ပေါ့နော်သူက standard transformer မျိုးစားဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ပုံမှန်ကျွန်တော်တို့ ECU ကနေပြီးတော့အနှုတ်ကိုထိန်းချုပ်တယ်stand by အပေါင်းပေးထားတယ်ပေါ့နော် black coin မှာအဲ့တော့ ECU ကနေပြီးတော့ transistor ခံပြီးတော့ကျွန်တော်တို့အနှုတ်ကိုလိုပေးတယ်ပေါ့နော်အနှုတ်ပေးတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုဖြစ်သွားလဲဆိုတော့ primary coin ကိုအရင်ဝင်တယ်ပြီးရင် secondary ကနေပြီးတော့ black coin ကိုသွားတယ်အဲ့တော့ဒီ black coin ကနေထွက်သွားတဲ့ဟာကကျွန်တော်တို့ DC ပို့အားဖြစ်တယ် DC ကိုမှကျွန်တော်ရိုးပို့အားတော့မဟုတ်ဘူးနော် flat DC ပေါ့ flat DC ဆိုတော့ခုံကူးသွားတဲ့ DC မျိုးပေါ့နော်ခုံကူးတဲ့အတွက်ကျွန်တော်တို့ AC တို့ထင်အောင်ထင်နိုင်တယ်ဒါပေမဲ့ black coin ထွက်တဲ့ black ထိပ်မှာမီးပွားဟာကျွန်တော်တို့ AC မီးပွားမဟုတ်ပါဘူးเนาะ DC မီးပွားဖြစ်ပါတယ် DC မှာ plus DC မီးပွားပေါ့เนาะအဲ့ရဲ့ကျွန်တော်တို့ဒီပမာဏက1000ခန်းလောက်ထိပဲရှိနိုင်တယ်ပေါ့เนาะအဲ့ဒါဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ primary coin ကိုတွဲဖို့ဝင်တဲ့အချိန်မှာကျွန်တော်တို့ electromagnetic field ပေါ့เนาะ electromagnetic induction စနစ်ပုံစံအရကျွန်တော်တို့ secondary မှာဒီ AC ထွက်အားကောင်းသွားတာပေါ့နော်အဲ့ electromagnetic induction ဖြစ်ပြီးတော့ကျွန်တော်တို့ secondary ကနေကျွန်တော်တို့ဒီမီးခုံကူးတဲ့မီးအားတစ်ခုထွက်သွားတာပေါ့နော်ဒီသဘောတရားပေါ့အဲ့တော့ကျွန်တော်တို့ black coin ကိုသိသိချင်တာကတက်တိုင်းပဲဆိုရင်ကျွန်တော်တို့ black DC မျိုးစားဖြစ်တဲ့အတွက် DC ကိုကအရန်များပါတယ်နော်black coin တွေကြောင်းလဲ ECU ပျက်စီးတတ်ပါတယ်ဥပမာ black coin ပေါက်တာတော့ပါဘောနော် black coin ပေါက်ပြီးတော့ frame နဲ့မီးပွားကူးပြီးတော့ကျွန်တော်တို့ဆက်ကိုတောက်ချောင်းမောင်းနေတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါဆိုလဲကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့ဒီ ECU ပြတ်တတ်ပါတယ်ပြီးရင်နောက်လိုက် black coin တွေပေါ့နော်အုံတံမိုးနေတဲ့ black coin တွေအုံတံမိုးတာနေတယ်ပေါ့နော်အုံတံမိုးနေတော့ကျွန်တော်တို့လက်စီချောင်းတော့ပြန်ပြီးတော့ကူးတဲ့အချိန်မှာကျွန်တော်တို့ထဲက transistor လေးတွေ electric component လေးတွေမခံနိုင်လို့ short ဖြစ်သွားတာပေါ့နော် short ပြီးပျက်စီးတဲ့အပိုင်းတွေလည်းရှိပါတယ်အဲ့တော့ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ကျွန်တော်အဓိကပြောချင်တဲ့အကြောင်းကတော့ဒီ black coin ကထွက်သွားတဲ့ဟာက AC လား DC လားပေါ့နော်ဒါကိုအဓိကပြောချင်တာဖြစ်ပါတယ်